မာယာစင်ကူမှာပြန်ပြီးတော့အလုပ်ပြန်လုပ်ရမယ်ဟုတ်လား မာယာလည်းညင်းကြည့်ပါသေးရဲ့ဒါပေမဲ့ခံမနီကလည်းမာယာပေါ်မှာကောင်းခဲ့တာဆိုတော့ဥပက္ခမပြုတ်နိုင်ဘူးဖြစ်နေတာ မာယာသွားရင်ကိုတယောက်တည်းကြံခဲ့တော့မှာပေါ့ ကိုကကြောက်လို့လား မနှောက်ပါနဲ့မာယာရဲ့ကိုတယောက်တည်းမနေတတ်လို့ပါ မနေတဲ့လည်းနေတတ်အောင်နေရမှာပေါ့ကိုရဲ့မာယာကလည်းအကြိုက်တော့မှမဟုတ်တာပြန်လာမှာပဲဟုတ် မလုပ်တော့ဘူးလို့ငင်းကြည့်ပါလား အဲ့လိုပြောလို့မရဘူးလေကိုရဲ့မာယာဟိုဘက်မှာအကုန်လုံးပြောပြီးဆိုပြီးနေပြီ မာယာမရှိရင်လေကိုကအိမ်မကပ်ပဲနဲ့သွားချင်တဲ့နေရာတွေရှောက်သွားနေမှာဆိုလို့ ကိုကအခုချိန်နေကိုစိတ်ကိုမနိုင်သေးဘူးလား ဟုတ်တယ်မနိုင်ဘူး အဲ့ဒါစိတ်ကိုပြန်သွားအောင်ပါပေါ့ ဟုတ်တယ်ကိုကျော်စွာကိုကျော်စွာဘာမှဆရာရှိလို့လဲမာယာပို့ပေးလိုက်မယ်လေကိုရောက်လို့ရှင် ဟိုတခြားတော့မှကြာမရှိပါဘူးကိုယောက်ျားကိုလေလေမမနေကိုမှာခဲ့ဘူးနော် အဲ့ဒါကတော့လေမာယာလုတ်ကိုလို့အောင်ပဲကိစ္စပဲကိုကျော်စွာကြီးအခုရလေကိုမာယာဘယ်လိုမျိုးဆုံးမရမလဲဆိုပြီးတော့စဉ်းစားနေတာ ကိုတော့ရောမှာကိုကတခြားယောက်ျားတွေလို့တစ္ဆာမဲ့လူလို့မဟုတ်ဘူးလေ ယုံပါတယ်ကိုကျော်စွာရဲ့အဲ့ဒါကြောင့်လည်းလေမမနဲ့သဘောတူထားပါပေါ့ ကိုကတော့ကလေးကအမြဲစိတ်ချမ်းသာထားပါတချို့တွေလို့ရှေ့တစ်မျိုး꿰ရတစ်မျိုးတော့မဟုတ်ဘူးပေါ့ အဲ့လိုလူမျိုးလည်းကြည့်သေးရလား ရှိရပေါ့သိရှိရ ကိုကျော်သွားဒီဟင်းရန်စားကောင်းမယ်နေရာထည့်ပေးမယ်နော် အဲ့ဒါတော့ဟုတ်တယ်မာရဲ့နိုင်ငံသားရောက်ရင်လည်းတတိတော်တောင်းတချို့တွေကလေသူများရဲ့ကြီးစားဟိုမှာဘယ်အချိန်ပြတ်မလဲစောင့်ပြီးတော့လူယူခြင်းတဲ့လူတွေကအများကြီးဒီမှာတော့ရှိတယ်လေစေမှုမှာဆိုပို့ပို့မှာ သိချပါကိုက